26လမ်းလေး ဒါမှမန္တလေးကျုံးပွေး 26လမ်း မန္တလေးကျုံးပွေး26လမ်းဟိုဟာရက်ဆက်ဒါပါဆိုင်ကယ်နဲ့ဆိုင်ကယ်သမားဟိုဒီလိုထဲမှာ ဟုတ်တယ်ဆိုင်ကကုန်းချရုံဝင်ပြီးရတယ် ဟောအေးပေါ်လိုက်တိုင်းတိုင်း ဝိစင်ဆန်း ဟာတော့ဆောက်ပဲဘယ်ကူဆိုတော့စံကားလိုက်ပြီ ဟယ်လို တော့ဆောက်ပြီ ဟယ်လို ဒါပါ26လမ်း โอ้โหนี่ကြီးပဲအဲ့ဒါကိုပြောသွားကြည့် အဲ့ဒီလူတွေတဲနေလား အဲ့84လမ်းပဲဟိုဒါကြီးတို့မလေးဒီလောက်ဆောင်းတာနော်လမ်းပေါ်ဆောင်းကြတာမလေးလမ်းပေါ်ကြနိုင်လား ကိုလည်းကြားတော့မလားဟုတ်ပြီ လေးလို့ကိုပေါ်မကြတော့မလားမတောက်လျှောက်ပဲကျန် 84လမ်းမလေးမျိုး 84လမ်း ကောင်ပါ ပုံလာပဲနော်ဟုတ်ဆန်လမ်းနေနဲနော်ကြီးပဲဘလိုကြီးဆောင်းထောက်อ่ะဟုတ်ဘာကဆောင်းလက်စားအိုးနဲနော်ပြသွားတာပါဟို